ကျမဟာလှပတဲ့ရုပ်ရည်ကြောင့်အသက်ကြီးပိုင်းမျိုးသားတဦးနဲ့အတင်းကျပ်လက်ထပ်ခဲ့ရပါတယ်။ဒါပေမဲ့နှောင်အိမ်လေးရောက်သွားချိန်မှာတော့သူ့မှာလှပတဲ့မယားပေါင်းရာနဲ့ချီရှိနေတာကိုတွေးလိုက်ရလို့အံ့အားသင့်ခဲ့ရပါတယ်။မယားတဦးကလေးမွေးဖွားချိန်မှာကလေးကအားနေပြီးရုပ်ဆိုးနေတာကြောင့်ထိုမျိုးသားကတဲ့ပင်မကြည့်ပဲထွက်သွားခဲ့တယ်လို့ကလေးမွေးပေးခဲ့တဲ့မျိုးသမီးလည်းရက်ဆက်စွာပုံမြင့်ခြင်းခံခဲ့ရပါတယ်။အမှန်တော့ထိုမျိုးသားဟာတေခါနီးဖြစ်နေပြီးတိုင်းပြည်ကိုစက်ခံဖို့တမန်ကျမ်းမာတဲ့ကလေးတဦးကိုလိုချင်နေတာဖြစ်ပါတယ်။ဒါပေမဲ့ကျမကတော့ဒီနေရာမှာထာဝရပိတ်မိမနေချင်ခဲ့ပါဘူး။ကျမရဲ့သပင်ရှည်တွေကိုဖြတ်ဖျောင်းရည်နဲ့အထည်စပေါ်ကပ်ပြီးသပင်တုတစ်ခုပြုလုပ်ခဲ့ပါတယ်။အရာရာဟာကျမစီစဉ်ထားသည့်အတိုင်းဖြစ်လာခဲ့ပြီးထိုမျိုးသားရဲ့မိုင်မဲတဲ့သားဖြစ်သူကကျမရဲ့အလှတရားကိုတတ်မှတ်ပြီးတိုးဝက်ပြန်ပေးဆွဲခဲ့ပါတယ်။ကျမကသပင်တုနဲ့လှည့်စားပြီးချက်ချင်းထွက်ပြေးခဲ့ပါတယ်။သူရိပ်မိသွားချိန်မှာတော့ကျမကမျက်နှာမှာစီတွေတုပ်ပြီးအမောင်တုတွေပျောက်ကွယ်သွားခဲ့ပါပြီ။သူကပတ်ဝန်းကျင်ကိုဝေ့ကြည့်နေခဲ့ပြီးဖခင်ရဲ့ဇနီးကိုပျောက်ဆုံးသွားတဲ့အတွက်အပြစ်ဒဏ်မခံရအောင်ဘာမှမဖြစ်သလိုဟန်ဆောင်ခဲ့ရပါတယ်။ကျမကတော့ကမ်းပါးရန်အောက်ကပိုက်လိုင်းတွေကြားမှာပုံအောင်ပြီးတိတ်ဆိတ်စွာပျောက်ကွယ်သွားခဲ့ပါတယ်။ကျမကယောက်ျားလေးအဖြစ်ဟန်ဆောင်ကခန်းတက်ထဲမှာစက်ပြင်ဆရာမတအူဖြစ်လာခဲ့တာကိုဘာမှမသိကြပါဘူး။ထွက်ပြေးဖို့အခွင့်အရေးကိုလာတိုင်းဆောင်ဆိုင်ခဲ့ပါတယ်။အမြင့်မှာကျိုးဆွဲလုတ်ကန်ရတဲ့အနေအများတဲ့အလုပ်ကိုကျွမ်းကျင်စွာလုပ်နိုင်တာကြောင့်ကြီးကျယ်သူရဲ့ယုံကြည်မှုကိုရရှိခဲ့ပါတယ်။မကြာမီမှာပဲကျမတို့ကိုယဉ်ကျေးတစည်းတိဆောက်ဖို့တာဝန်ပေးခဲ့ပြီးရေနံကျက်ဆက်ယုံစီဆေးလုပ်ခဲ့ပါတယ်။ဒါဟာကျမစောင့်မျှော်နေတဲ့အခွင့်အရေးဆိုတာသိတာကြောင့်ယဉ်ကျေးအောက်မှာအစားအသောက်နဲ့မော်တော်ဆိုင်ကတစည်းတိုင်ပင်ကျိုးဝတ်ထားခဲ့ပါတယ်။နောက်တစ်နေ့မှာနန်းခုလက်ကနေထွက်ပြေးဖို့ရည်ရွယ်ပြီးရင်နှန်းနဲ့အတူမြို့ပြင်ကိုထွက်ခွာခဲ့ပါတယ်။ဒါပေမဲ့နန်းကူလက်မှာတပြခိုင်းရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ကြီးမားတဲ့ပောက်ကွဲမှုကြောင့်ကျမဝတ်ထားတဲ့အစားအသောက်အိတ်ပြုတ်ကျသွားခဲ့တယ်လို့ဓာပြတအူးကဘုံထောင်ဖို့ကားအောက်ကိုတိုးဝင်လာခဲ့ပါတယ်။ကျမကသူ့ကိုချက်ချင်းကန်ထုတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲအဖွဲ့ဝင်တအူးကတန်လက်တန်ကိုသုံးပြီးတိုက်ခိုက်သူတွေကိုတားဆီးကရင်ကိုကယ်တင်ခဲ့ပါတယ်။နှစ်ဖက်စလုံးပျက်စီးသွားမှာကိုစောင့်ဆိုင်းချိန်ခဲ့ပေမဲ့တိုက်ပွဲကပြင်းထန်လွန်းခဲ့ပါတယ်။ဓာပြတွေကရေတိုင်ကြီးဖုံးကိုပင်ဖောက်ခွဲပစ်ခဲ့ကြတာကြောင့်ဒီအတိုင်းဆက်သွားရင်ရင်ပါပျက်စီးပြီးလူတိုင်းတေဆုံးရတော့မှာပါဒါကြောင့်ကျမအင်ဂျင်ပေါ်အမြန်တက်ပြီးဆက်ပိတ်လိုက်ပေမဲ့ဦးထုတ်ကျွတ်သွားပြီးသပင်ရှည်တွေပေါ်သွားခဲ့ပါတယ်အဖွဲ့ခေါင်းဆောင်ချက်ကကျမမိန်းကလေးဆိုတာချက်ချင်းရိပ်မိသွားခဲ့ပေမဲ့ရန်သူတွေရှိနေသေးတာကြောင့်ထို့မပြောခဲ့ပါဘူးရှင်သန်နိုင်ဖို့အတွက်ကျမရဲ့ရင်ကျွမ်းကျင်မှုကိုအသုံးပြုပြီးကြန့်ရှိနေတဲ့ရန်သူတွေကိုနှိမ်နင်းခဲ့ပါတယ်တိုက်ပွဲအပြီးမှာဂျက်နဲ့ကျမပဲအသက်ရှင်ကြံ့ရစ်ခဲ့ပါတယ်ကျမရင်ထဲပြန်ဝင်ပြီးဂျက်ကိုတနက်နဲ့ထိန်ကကားကိုလူယူဖို့စူးစမ်းခဲ့ပေမဲ့ဝါရင်ချက်က break အုပ်ပြီးကျမကိုအပြင်တွန်းထုတ်ကမတွန့်ဆုတ်ပဲမောင်းထွက်သွားခဲ့ပါတယ်ဒီအဆုံးမရှိတဲ့တဲကန်နာရထဲမှာရင်းနဲ့ရိတ်ခါမရှိရင်ကျမတေဆုံးရတော့မှာဖြစ်ပေမဲ့ကျက်ပြန်လာလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး။သူကကျမရဲ့စွမ်းဆောင်ရည်ကိုမြင်တွေ့ခဲ့ရပြီးဒီကန်နာရထဲမှာအတူတကွအသက်ရှင်ကျန်ရစ်ချင်ခဲ့တာဖြစ်ပါတယ်။အကျိုးအပြစ်တွေကိုတွက်ဆပြီးနောက်ကျမသဘောတူခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကျမမျက်နှာကိုမဲမောင်အောင်လုပ်ပြီးကျက်နဲ့အတူတာဝန်တွေခဏခဏသွားရောက်ထမ်းဆောင်ခဲ့ပါတယ်။သွေးနဲ့မီးတောက်တွေကြားထဲမှာကျမတို့ရဲ့တန်ရောစင်ကပုံမခိုင်မာလာခဲ့ပြီးဒီနေ့မှာတော့လက်နက်တိုက်တစ်ခုမှာအခြားလက်နက်ကင်အဖွဲ့တစ်ခုရဲ့ခြုံကိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်